ရိသတ်ကြီးအလုံးမြင်ကြလားပါချိုတာရဲ့ပြုံးအေဂျင့်ရဲ့အမူအရာတွေနဲ့ပရိသတ်ရဲ့ရှင်ထဲမှာနေရာယူထားတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတူကတော့တရုတ်ဆောင်ရွှေသမီးပဲဖြစ်ပါတယ်မိဘတွေကပေးခဲ့တဲ့အိမ်နာမည်ရွှေသမီးဆိုတဲ့နာမည်လေးနဲ့ပဲအနုပညာလောကတွေကိုစတင်အခြေချခဲ့တာလည်းဖြစ်ပါတယ်သူဟာအနုပညာမျိုးရိုးကဆင်းသက်လာသူမဟုတ်ပေမဲ့ငယ်စဉ်ကလေးဘဝတွေကတီပီမှာလှတဲ့ရုပ်ရှင်တွေအကယ်ဒမီပေးပွဲတွေကိုစောင့်ကြည့်ရင်တရုတ်ဆောင်ဖြစ်ချင်ခဲ့တဲ့ဝါသနာကြီးမားသူလည်းဖြစ်ပါတယ်။သမီးဟာအနုပညာပြိုကင်းနှစ်ရဲ့ပန်းတပွဲဖြစ်ရွေးချယ်ခံရပြီးနောက်အနုပညာလောကတွေကိုမော်ဒယ်တရုတ်ဆောင်တူဖြစ်တရားဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ဆရာကြီးမင်းနိုင်ခါရဲ့နာမည်ကြီးဝတ္ထုမနုဿစာရီရုပ်ရှင်ဇာတ်ကားကြီးမှာမနုဿစာရီမင်းသမီးဖြစ်ပါဝင်မှုဒရိုက်တာညိုမင်းလင်ရဲ့ရွေးချယ်ခြင်းကိုခံခဲ့ရောက်ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးပေါင်း90ကျော်မှာခေါင်းဆောင်မင်းသမီးဖြစ်ဇာတ်တိုက်ပါဝင်တရုတ်ဆောင်ဝင်ရရှိခဲ့တာလည်းဖြစ်ပါတယ်သူပါဝင်ခဲ့တဲ့တာတီကြီးညမင်္ဂလာရာသက်ပံငါးကောင်မလေးနဲ့ဂန်းကွန်ဒီစတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဟာပရိသတ်တွေကြားမှာအထူးရေပန်းစားလူကြိုက်များခဲ့ပြီးအနုပညာရည်တွေကြောင့်အကယ်ဒမီဆုတွေအတွက်ပါပရိသတ်တွေရင်ခုန်စွာနဲ့ထင်ကြီးပြီးအားပေးခြင်းခံခဲ့ရတဲ့အထိအောင်မြင်ခဲ့သူလေးဖြစ်ပါတယ်။ကြားဇယုတ်ကိုပြအောင်တရုတ်ဆောင်နိုင်တဲ့ပြင်အေဂျင့်တည်နေတဲ့ fashion style တွေကြောင့်နှခမ်းနီမာလေးတွေရဲ့အားကျအတူယူရတူလေးဖြစ်ပါတယ်။နုပညာလုပ်တွေပြင်ပရိုက်တာနဲ့အလှူဒန်းတွေကိုလည်းအစဉ်ဆက်မပြတ်လှုပ်ဆောင်လေးရှိတာကြောင့်ပရိသတ်တွေကပုံမှုချစ်ခင်အားပေးကြတာလည်းဖြစ်ပါတယ်။ဝါဒနာတစ်ခုတည်းနဲ့ကြိုးစားရုံးကန်ပြီးအောင်မြင်မှုပန်းနိုင်ကိုတက်လှမ်းခဲ့တဲ့ချစ်စရာကောင်းသူရွှေသမီးရဲ့ဘဝနဲ့အနုပညာအကြောင်းကိုတင်ဆက်ပေးခဲ့ရလည်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။